ပါတယ်တာဝါခုံပြပါမယ်တာဝါလေးကတော့ ID လေးကတော့မပြီးတော့ပေါ့နော်မနေ့နောက်နေ့မှပဲပြီးပါမယ်အခုတော့တာဝါ ID တခါလေးမှပေးစီရတယ်ပေါ့နော်ဒီမရှောက်ပြီးလုပ်ထားတာဆိုတော့ဒီလိုလေးနဲ့ဘယ်လိုအင်ဂျင်ဆိုလေးလိုက်ပါအောင်မယ်အညာโอเคဒါလေးနဲ့ပဲအလဲတူတူသွားကြပါမယ်ဆက်တာဝါ ID လေးကိုလည်းဖွင့်လိုက်ပါမယ်ခဏလေးနော်Protect နေမယ်ပြီးတော့ရင် Prosco ဝင်မယ်ဘာပဲဒီတာဝါရန်လေးလား Oh my god ID လေးရတော့ရှာမလို့ပါဘူးဒီတိုင်းပဲပေါ့နော်ဒီ by process မဟုတ်ပဲတဲ့ဒီအလေးတခုရှာရင်ဒီလေးနဲ့မှရှိပါတယ်လိုင်းမရှိတော့မပြတော့ပါဘူးအမြင့်ကြီးပဲ Okay Oh my god Okay စကူမယ်ဘာပဲဒီတာဝါရန်လေးရတော့လွယ်မလို့ထည့်ပါတယ်Okayရှုံးပြီဆိုရင်တော့ပေါ့နော်ဒီအမြင်ပေါ့နော်ဒီလိုမျိုးပြန်တက်ပြီးပြခုပါမယ်အဲ့လိုခုံမရမယ်Oh my gosh တဒီလိုထိုးအောင်နှိပ်ပြီးတော့ပေါ့နော်ထိုးတာကိုနှိပ်ပြီးတော့မှခုံတာမိုက်ပို့ပြီးတော့လွယ်တယ်ပေါ့နော်အဲ့လိုမျိုးတိတိလေးတွေဆိုရင်အဲ့လိုမျိုးခုံမှာခုံကြည့်ပါနော်အဲ့လိုမျိုးခေါ်ရင်လည်းနည်းနည်းလေးလွယ်တယ်ပေါ့နော်အဲ့လိုမျိုးခေါ်ရင်နည်းနည်းလွယ်ပါတယ် Okay တော့ပေါ့နော်နည်းနည်းလေးလွယ်လွယ်ပြပါမယ်ဒါလေးရတော့ဒီလိုပဲနည်းနည်းလေးလောသွားလို့ပါလောသွားပါတယ်တော့ပေါ့လောသွားလို့ပါနော် Okay Oh wow မာပြီနေ Okay ready great Okay ရပြီ Okay ဒါဒီဘာတွေကတော့ထိုးတာနဲ့မခုံရင်တော့လေတိတ်မှာပေါ့နော် Okay နည်းနည်းလေးပေါ့နော်ထိုးတာနဲ့ခုံတက်နာငါလေးစိတ်လေးညစ်ပါတယ်နောက်တစ်ခါကျမှပဲလေဒီအမဲလေးဟိုလေးချစ်ပတ်ဒီယာလေးချစ်ပတ်လေးမတုံးမဲနဲ့ခုံရပါမယ်ချစ်ပတ်မတုံးမဲနဲ့ခုံပြရမယ်နော်အခုကတော့ချစ်ပတ်လေးနဲ့ပဲတုံးလိုက်မယ်ဒီလားမခုံတိတ်ပြီးမခုံတက်ဘူးOkay ဒါတော့လွယ်ပါတယ်လွယ်လို့ပြောရင်သေတာမှုလို့ပေါ့နော်ခက်တယ်လို့ပဲပြောလိုက်ပါမယ်ခက်ပါတယ်ခက်တယ်လို့ပြောမှပဲသေတော့အစားအနေပြခုံပြီးမနော်အရှင်းတော့မဖြစ်မှာဆိုလို့အစားအနေပြခုံပြီးလိုက်မယ်ရော့ညာဘက်ကပဲခုံတက်တာဆိုလို့ညာဘက်ကပဲခုံလိုက်တော့မယ်နော်ဟိုခုံလေးဟောင်းနှိမ့်နေတာကိုငါစိတ်ညစ်တယ်နှိမ့်နေရပဲကွယ်ခုံလေးဟောင်းငါလေးတက်နာတလောက်နှိမ့်နေဟာဒီနေရာမှာပဲတည်နေရတော့မဟုတ်တော့ဒီနေရာမှာပဲတည်နေရတော့မဟုတ်တော့ဘူး April ဆို April Okay အဲ့လိုမျိုးထိုးပြီးခုံမှာပဲနိုင်တော့တက်လိကတစ်တက်တာနေပဲ Okay ဒီကျဲလေးလာပါပြီကျဲမခုံတက်ဘူးပေါ့နော်တကယ်ကျဲအောင်မျက်စိရှုပ်တယ်ပြီးတော့ရောက်စုံနေနဲ့ဆိုနည်းနည်းမျက်စိရှုပ်တယ်ပေါ့နော်မျက်စိမရှင်းအရောင်တွေတူးတွေတော့တွေ့လာဘလို့ကြီးလည်းမသိနော်မျက်စိရှုပ်တယ်မျက်စိရှုပ်တော့တိတ်မခုံတက်ဘူးဒါနဲ့မျက်စိရှုပ်သွားဒါကျတော့အောက်ကဟာနေနဲ့ဆိုတော့အခုအဲမှာဆိုရင်တော့လုံးဝလေးRainbow Tower လို့အဲ့အကုန်လုံးကတော့လွယ်ပါတယ်ဘာပတိ Tower တွေပါတယ်ဘာပတိနဲ့လည်းဘာမှလည်းမဆိုင်မဲနဲ့ဒီဟာကြီးဖြစ်နေဘာမှမဆိုင်တော့ဘာပတိနဲ့ဒီခွေးချီရနေအသေးပုံနဲ့လည်းဘာမှမဆိုင်ဘာပတိနဲ့ကြလာပြန်ပြီ
my god ဒီကတော့ကျမအားလုံးဆော်တဲ့ဟာကျမဆော်လိုက်မယ်အမလေးဟဲ့ခွေးကြောက်ဝဲကြောက်ကြတာဟေးခွေးကြောက်ဝဲကြောက်ကြတာတကယ်ခွေးကြောက်ဝဲကြောက်ကြတာဟေးတကယ်နော်ကျမမနာဘူးတူတာခွေးကြောက်ဝဲကြောက်ကြတာဟေးကျမခွေးကြောက်ဝဲကြောက်ကြတာဟေးဒီနေရာမှာငါဘယ်လိုသွားရမှာမသိဘူးမလေး baby အမလေးစက်တွေလည်းကျိုးပါပြီဟဲ့အမလေးသိပါပြီဟဲ့အမလေးစေးတော့ကူရတော့မယ်စိတ်ညစ်ပါတယ်တွေ့လားခွေးကြောက်ဝကြောက်ကြတာဟီးခွေးကြောက်ကြတာဒီမှာကျမတော့တတယ်ဒါပေမဲ့တော့နည်းနည်းမြင်ရတယ်လို့ခံစားမိတယ်โอเคတော့ရပြီတွေ့လားကျမဆရာကြီးတယောက်ဒါပေမဲ့ကျမဟိုလေအစပိုင်းမှာတော့ကျမနည်းနည်းရင်ခုန်နေတော့မရဘူးဖြစ်နေတာဒီအတိကျတော့ငါလဲတာဝါတိုင်းခုံပါလေဆိုမှပဲခုံမနေတော့နော်တာဝါတိုင်းနေပါโอเคပတ်ကြောင်မဲငါနေတော့လေရင်ရှာရှိရရော့ထိုးဒီအသေးပုံရတော့နည်းနည်းလေးခုံတက်ပူကွာအသိမှာငါတိနေဒီတဲပုံမှာမသိဘူးလားမသိတော့လာပြီဒီကတော့လုံးဝမခုံတက်တာဟေးငါလုံးဝမခုံတက်ဟုတ်လိုက်ပါဆရာကြီးဟာမခုံတက်လို့ပြောပြရပါတယ်ရဟာနာတူဆဲတက်ပါဆိုမှသွားပြီးနေโอเคအချိန်လုံးကလည်းပြုတ်ကြ what the fuck ခွာတော့ဒီမှာပပတီလေးပုံနော်အလုံးမဲ့ဒီနေရာလေးမှာပဲနှုတ်ဆက်လိုက်ပါရှင်တာဝါတိုင်းလေးကိုခုံပြပါနော်အလုပ်ခုံပြဆိုလေခုံပြပါမယ် ID လေးလည်းပေးချင်ပါတယ်ဒါပေမဲ့ ID နဲ့လာတာမဟုတ်ဘူးနော်ဒီ line မမိရဘူးမ line မရှိဘူးတွေ့လားမ line မရှိတော့မရပါဘူးကိုပဲပေါ့နော်စမ်းပြီးတော့အမ like ရှာလို့လေရပါတယ်ဒါပေမဲ့ဒီတာဝါတိုင်းလေးရိုက်ပြီးတော့ပေါ့နော်လို့ရပါတယ်ရှင်သူများရှာကြည့်လိုက်ပေါ့နော် line မမိရောကျမ line မီးပြတ်နေရောကျမလည်းမရှိဘူးနော်ဒါဆိုကျမတို့နောက်မှပဲနောက်ပေါ့နော်နောက်ဗီဒီယိုမှာပြပါမယ်ရှင်ကလေးကတော့ဒီတော့ဝါရင်ကတော့ပေါ့နော်လုံးဝအမဖြစ်ပဲခုံပြဘူးဆိုတော့နည်းနည်းခဲရင်နေပေါ့နော်2 နာရီ 3 နာရီလောက်ကြာပြီးလေးချက်မှပဲခုံမဖြစ်မယ်ကျမတောင်တော်တော်လေးချက်ယူပြီးတော့ရအောင်ခုံရပါတယ်ကျမလုံးဝ robot တွေမှာတော့ဖြစ်ပေမဲ့ဒီမှာ robot နဲ့မတူပဲနည်းနည်းလေးခက်တယ်ပေါ့နော် robot ထက်နည်းနည်းခက်တာမဟုတ်လို့မခုံတတ်ပါဘူးဒါအဲ့ဒါကြောင့်ခုနကနောက်မှပဲဒီတိုင်းပေါ့နော်အပြည့်ကြပါရင်အစားအနေပြန်ခုံပြပါမယ်ရှင်အလုံးမဘိုင်